ကျွန်တော်တို့ဒါတော့ရောက်နေဖြစ်ပါတယ်ကျွန်တော်မုံလာဥတွေဘယ်လောက်ကြီးလဲဆိုတာဒါသွားကြည့်မှဖြစ်ပါတယ်ကျွန်တော်တို့ဘက်မှာတော့မြေပဲဖိနေတာဒါဖြစ်တာပါဗျာဒါစီးဒီပါပတ်ထားတော့ဒါဖြစ်တာမြေပဲဖိဒါအခင်းတော့မြေပဲတွေနဲ့ဒါကလေးပဲတွေနဲ့ဒါရောပြီးတော့စိုက်ထားဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင်တော့မြေပဲတဲ့စိုက်တယ်ကလေးပဲတဲ့စိုက်တယ်ပေါ့ဗျာကျွန်တော်တို့အညာဒေတာဘက်မှာတော့မြေပဲတို့ကလေးပဲတို့ပဲစိမ်းရုံတို့ဒါလေးပဲအဓိကထားပြီးစိုက်ပြပါတယ်ဒီစကနေနဲ့အရွယ်ကြီးလေးရတော့ဒါကျွန်တော်တို့ဘက်မှာဆိုရင်တော့ဒါမုံလာဥတွေဥပဲလို့ခေါ်တယ်ဗျ။ဘုံကြီးပဲလို့လည်းခေါ်တယ်ဗျ။ကျွန်တော်တို့ဘက်မှာတော့ဘယ်လိုခေါ်ရတော့မသိဘူးဗျ။မုံလာဥကတားပြီးတော့ကျွန်တော်အခုတော့ဒါတခုပဲစိုက်နှုတ်ကြည့်တာဖြစ်ပါတယ်။ကျွန်တော်ဒီနေရာလေးကတော့နောက်ခံပကတောင်လေးအရမ်းလာနေလို့နောက်ကျင်းလေးနှစ်ခွက်လောက်ကျွန်တော်ထိုးပြမယ်ဗျာ။မိုက်တော့ကွာ slow motion နဲ့အရမ်းလာ။ဝါရှယ်ကွာရှိမှကျတော့10မိနစ်တက်လိုက်လေးတွေမျိုးကျွန်တော်ကလည်းဆိုကျွန်တော်ဒါရှောက်ပြီးပတ်ရနေတာဖြစ်ပါတယ်။တော်လေးကိုတာရလာပါတယ်ပြောပါ။ညာလီတာဆိုတော့အဲ့တော့ဗီဒီယိုရတာတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်လည်ပြောကြမယ်ဗျာ။နောက်ဘာတွေသိချင်လဲဘာတွေမေးချင်လဲကျွန်တော်ဒီမှာဒီဗီဒီယိုပေါ်မှာရေးပြီးကြရပါတယ်။နောက်ဗီဒီယိုမှာဘာတွေသိချင်လဲဆိုတော့ပေါ်မှာချပြခဲ့ဗျာ။နောက်ဗီဒီယိုကျွန်တော်ပြသပေးပါမယ်။ဘိုင်ဘိုင်အားလုံးပဲ